Hi guys ဒီနေ့ကတော့ရွှေစင်းရဲ့ YouTube channel လေးကိုစပြီးတော့ပထမဆုံးမိတ်ဆက်တဲ့ welcome လေးပေါ့နော်ရွှေစင်းကဘာတည်ပြမလဲဆိုလို့ရှိရင်ဒီရွှေစင်းရဲ့ partner favorite ဖြစ်တဲ့ဒီ asthma ပေါ့နော် asthma ရွှေစင်း I am ဒီ stress တွေပြည့်အချိန်ဒီစိတ်တရန်ဖိစီးနေတဲ့အချိန်မှာဒါရွှေပထမဆုံးရှာဖွေရရှိခဲ့တဲ့အရာပေါ့နော်အားကြောင့်မို့ကို YouTube channel စထောင်ရင်လည်းကိုအဲ့လို social မှာလုပ်ဖြစ်ရင်လည်းငါလည်းသူများကိုအဲ့လိုမျိုး comfort ဖြစ်နိုင်တဲ့လူမျိုး comfort ပေးနိုင်တဲ့လူမျိုးဖြစ်အောင်ကြိုးစားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒီ asthma ကိုရွှေစင်းပထမဆုံး blog စရိုက်မယ်ပေါ့နော်အဲ့လိုစဉ်းစားမိရဒါပေမဲ့ရွှေစင်း channel မှာရွှေစင်းasthma တစ်ခုလည်းမဟုတ်ဘဲနဲ့ဒီ daily blog ပုံစံမျိုးလေးတွေတခါလေကြာလို့ရှိရင်ဒီaudio book ပုံစံမျိုးလေးပေါ့နော် comfort music လေးပေါ့အဲ့လိုမျိုးလေးတွေတင်ပြဖို့ရှိပါတယ်အားကြောင့်မို့see you guys အားကြောင့်အားလုံးကိုလည်းအပေးဖို့ဖိတ်ခေါ်ပါတယ်အထူးသဖြင့် asthma enjoy ရတွေပေါ့နော်ကိုကတော့အရန်ဒီ asthma အရန် favorite ဖြစ်တဲ့ခါကျတော့လေကိုယ်တိုင် comfort ဖြစ်ုံနဲ့မကဘူးလူတိုင်းကိုလည်းရွှေစင်း comfort ဖြစ်စေချင်တယ်ပေါ့နော်အားလုံးကအနေနဲ့များတော့စစ်ပစ္စည်းမှုတွေအရန်များနေရခင်ပါလေအဲ့လိုတရားကကို comfort ပေးနိုင်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေလို့ရွှေစင်းတို့အများကြီးခံစားရတယ်အဲ့ပြီးတော့ဒီရွှေစင်း favorite ဒီ asthma types ကိုပြောပါဆိုရင်ရွှေစင်းကတော့role plays ကိုအရင်ကြိုက်တယ်ပေါ့နော်ရွှေအဓိကလုပ်ဖြစ်မှာလဲ role plays ဖြစ်တယ်။ပြီးတော့ရွှေစင် role plays ကိုပိုကြိုက်လဲဆိုလို့ရှိရင်ဒီကိုယ့်တရားရောက်ကနေပြီးတော့ကိုယ့်တရားရောက်ကဂရုစိုက်ပြီးရလို့ခံစားရရပေါ့နော်။အထူးသဖြင့်ဒီတရားရောက်ကတင်းကို make up လိမ်ပေးတာလို့တရားရောက်ကတင်းကိုဒီ negative တွေဖယ်ပေးရတော့ပေါ့နော်။ကိုယ့်တရားရောက်ကဘယ်လိုပြောမလဲ comfort ပေးတယ်နှစ်သိမ့်မှုပေးရပေါ့နော်အဲ့လိုမျိုးတွေကိုယူစင်အရင်သဘောကျရပေါ့နော်ကိုယ်သဘောကျအောင်ဒီကောင်းသူများတွေကိုလည်းဒီလို stress တွေအရင်များနေတဲ့ကာလမှာအဲ့လိုမျိုးcomfort ဖြစ်စေချင်တယ်ပေါ့နော်အားကြောင့်ဆိုယူစင်ဒီ channel လေးကိုထောင်လိုက်ရခြင်းဖြစ်ပါတယ်ဆို